အားလုံးပဲမင်္ဂလာကျွန်တော်များတော့ snap ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ Minecraft file တွေကိုချွေးလို့မရဘူးဖုန်းရဲ့ data file တွေမပေါ်ဘူးဆိုရင်ဘယ်လိုပြင်ရှင်းရမလဲဆိုတာကိုပြပြပေးပါမှာဖြစ်ပါတယ် Okay ပထမဆုံးကျွန်တော်တို့ Shizuku app ရှိဖို့လိုပါတယ် Shizuku app ကို Play Store ကနေအရင်ဆုံး download ဆွဲပြရပါမယ် Shizuku app ကို down ပြီးသွားပြီဆိုရင်ကျွန်တော်တို့ Shizuku app ထဲဝင်နေ setting ထဲကိုရင်ဝင်ပေးရပါမယ်Okay ကျွန်တော်တို့ setting ထဲရောက်ပြီဆိုရင်တော့ my phone ဆိုတဲ့ဟာလေးနှိပ်ပေးလိုက်ပါကျွန်တော်ကတက္ကနိုမှာဆက်ပြထားတာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့အောက်ကိုနည်းနည်းလေးဆွဲပေးလိုက်ပါပြီးရင်ဒါလေးကိုနှိပ်ပေးလိုက်ပါညလေးပြီးရင်တော့ဒီကောင်လေးကို9ချက်လောက်နှိပ်ပေးရမှာပဲဖြစ်ပါတယ် Okay ကျွန်တော်တို့နှိပ်ပြီးပါပြီဆိုရင်တော့ developer option လေးပွင့်သွားပါပြီပြီးရင်တော့ Shizuku ထဲကိုဝင်ပေးရမှာပဲဖြစ်ပါတယ် Okay Shizuku ထဲရောက်ပြီဆိုတော့ဒီကောင်လေးကိုနှိပ်လိုက်ပါညလေးနှိပ်ပြီးတော့အောက်က developer option ဆိုတဲ့ဟာလေးကိုနှိပ်ပေးရမှာမယ်ပြီးရင်ဒီထဲရောက်လာပြီးတော့အောက်လေးကိုနည်းနည်းလေးဆွဲကြည့်လိုက်ပါ Okay ဒီမှာတော့ကျွန်တော်တို့ဖွင့်ထားပြီပေါ့နော်အဲ့ဟာလေးကိုဖွင့်ပေးလိုက်ပါ Okay ဖွင့်ပြီးပါဒီအောက်ကဟာလေးကိုလည်းဆက်ဖွင့်လိုက်ပါပြီးရင်ဒီဘီနာဟာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ Wi-Fi ချိန်ထားဖို့လိုပါတယ်ပြီးရင်ဒီကုတ်လေးကိုမှတ်ထားလိုက်ပါဒီအပေါ်ဆွဲလို့ရှိရင်ဒီ Shizuku လေးကိုတွေ့တယ်ပြီးရင်ဒီ stock ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါ Okay အမှကုတ်ရိုက်တဲ့ဟာမှာဖြစ်ပါတယ်ဒီကုတ်လေးကိုမှတ်ပြီးတော့ဒီနားလေးမှာရိုက်တဲ့ဟာမှာဖြစ်ပါတယ် Okay အဲ့လိုကုတ်ရိုက်ထည့်ပြီးတော့ဆိုတော့ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ပြန်ထွက်ပေးလိုက်ပါရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ Shizuku is not running လို့ပေါ်နေပါတယ်ပြီးရင် start ကိုနှိပ်ပြီးခဏလောက်စောင့်လိုက်ပါစောင့်ပြီးပါဆိုတော့ကျွန်တော်တို့ Shizuku is running ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ file နဲ့တွားချိန်ပြရမှာဖြစ်ပါတယ်မချိန်ခင်မှာဘယ်လိုဖြစ်နေလဲဆိုတာကျွန်တော်လိုက်ပြပေးပါမယ်Minecraft ထဲဝင်ကြည့်တဲ့အခါမှာဒီလိုလေးပေါ်နေပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ Shizuku နဲ့မချိန်ကြသေးလို့ပါ Okay Shizuku နဲ့ချိန်မယ်ဆိုရင်ဒီနားက34ကိုနှိပ်ပြီးတော့ stain ကိုနှိပ်ပြရမှာဖြစ်ပါတယ်ပြီးရင်ဒီကောင်လေးကိုနှိပ်ပေးလိုက်ပါ Shizuku နဲ့မချိန်ခင်မှာကျွန်တော်ဒါလေးဖွင့်လို့မရပါဘူးဒီလိုလေးပေါ်နေပါတယ်အဲ့ဒါဆိုရင်ဒီဘော်လေးကိုနှိပ်ကျွန်တော်တို့ Shizuku ကိုရွေးပေးလိုက်ပါအဲ့ဒါဆိုရင်ဒီကောင်လေးကဖွင့်လို့ရပါပြီOkay အဲ့လိုလေးဖွင့်ပြီးဆိုတော့ကျွန်တော်တို့ရအများသွားကြည့်ပါမယ်ကျွန်တော်တို့ Minecraft ထဲဝင်ကြည့်တဲ့အခါမှာ file အကုန်ပေါ်နေပါပြီအဲ့ဒါဆိုပြီးတော့ကျွန်တော်တို့လောက်တာအောင်မြင်သွားပါပြီဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်သိချင်တာလေးရှိရင် comment မှာဝင်ပေးသွားလို့ရပါတယ်ကျွန်တော်တက်နိုင်လောက်ပြန်ပြီးဖြည့်ပေးပါမယ် subscribe လုပ်ဖို့လည်းမမေ့သွားကြပါနဲ့အဆုံးထိကြည့်ပြီးတဲ့တဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့ဒါဆိုရင်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြမယ်